ကိုကတရုတ်စာကိုလေ့လာခြင်းနဲ့ဒါပေမဲ့တင်တန်းကြီးဈေးကြီးလို့တင်တန်းကိုကိုယ်တိုင်မလာနိုင်လို့ဒါမှမဟုတ်အချိန်ကောင်းမပေးနိုင်လို့เนาะဒီအချက်တွေကြောင့်မလို့တရုတ်စာကိုခုထိမလေ့လာရသေးဘူးဆိုရင်老师ရဲ့ online Chinese class ကိုလာဖို့ဖိတ်ခေါ်ခြင်းနဲ့老师ရဲ့ online Chinese class ကတင်တဲ့အချိန်မကန်သက်ထားဘူးကိုအားတဲ့အချိန်မှာလေ့လာလို့ရတယ်ကြိုက်တယ်လို့လေ့လာလို့ရတယ်အထက်ထပ်ကပြန်ပြီးတော့လေ့လာလို့ရတယ်ပြီးတော့လို့ရှိရင်老师ရဲ့အိမ်စာထည့်ရတယ်နောက်အိမ်စာကို老师က24နာရီအတွင်းအပြီးစစ်ပေးတယ်စစ်ပေးပြီးတော့လို့ရှိရင်ကိုအားလုံးမှန်တယ်ဆိုရင်တော့သင်ခန်းစာအသစ်တက်လို့ရတယ် level ကတော့老师ခုနှစ်ခုရှိတယ် basic level 1 to 4ရှိတယ်ပြီးတော့လို့ရှိရင် intermediate level 1 to 3ဆိုပြီးတော့ရှိတယ်เนาะအကုန်လုံးကအခြေခံကနေပြီးတော့တစ်ဆင့်ချင်းစီစနစ်တကျသင်ပေးတာပါ Facebook ကနေလည်းလေ့လာလို့ရတယ် application website ကနေလည်းလေ့လာလို့ရတယ်เนาะအဲ့တော့ study planner တွေလည်းလာဆိုတော့အသေးစိတ်ပေးထားတယ် quiz တွေလည်းဖြေလို့ရတယ်သင်ခန်းစာလေ့လာနေရင်လည်းတဖြည်းဖြည်းပြင်းလာတာဖြစ်ဖြစ်เนาะအားမရှိတော့ဘူးဆိုရင်လာဆိုတော့ motivation video လည်းထည့်ပေးထားတယ်အဲ့တော့တကယ်လို့ကိုကတရုတ်စာကိုလေ့လာချင်တယ်ဆိုရင် comment မှာ Chinese လို့လည်းရေးခဲ့လို့ရတယ်ပေးထားတဲ့ form ကိုလည်းအသေးစိတ်စုံစမ်းပြီးမြင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှေ့ကကြ